မင်းရဲ့ပထမဆုံးလောက်လေးခွအတွေ့အကြုံကိုမှတ်မိလားမဖြစ်နိုင်တဲ့အဆင့်ကိုတင်းနောက်ဆုံးမှာအနိုင်ယူလိုက်ပါဒီလိုစိတ်လှုပ်ရှားစရာကောင်းတဲ့ဖြစ်ရဲ့အစ်စ်လား Angry Bird နှစ်တွင်တင်ဖန်တီးခဲ့သည့်အံ့ဩဖွယ်ချိန်များကိုမီးမောင်းထိုးပြခြင်းဖြင့်12မြောက်အခမ်းအနားအားဆက်လက်ကျင်းပမည်ဖြစ်သည်တင့်အချစ်ဆုံးနှစ်အခိုက်အတန့်ကိုကြပြသို့မဟုတ်ဇလန်းတိုပုံစံဖြင့်မျှဝေပါဘောပင်ဖြင့်ဖန်တီးမှုရယူပြီး Angry Birds နှစ်ကိုတင့်အတွက်အထူးအတွေ့အကြုံဖြစ်စေသည့်အရာကိုမီးမောင်းထိုးပြပါဆွဲဆောင်မှုအရှိဆုံးနှင့်ဖန်တီးမှုအရှိဆုံးအရာများအံ့ဩဖွယ်စုများသည်စောင့်မျှော်နေပါသည်စီးမြင်များစုများနှင့်ပါဝင်ရမည့်နည်းလမ်းများအကြောင်းပုံမူဖတ်ရှုရန် apps Ravia Web နှင့် Memorious Giveaway Rules Discord တွင်သင်၏ထည့်သွင်းမှုကိုတင်သွင်းပါ apps Ravia Web နှင့် Memorious Giveaway Submit ကြည်နူးစွာသတိရပြီးပျော်ရွှင်စွာဖြတ်သန်းလိုက်ပါမင်းရဲ့ပထမဆုံးလောက်လေးခွအတွေ့အကြုံကိုမှတ်မိလားမ